မင်္ဂလာပါကျွန်တော်တငယ်ချင်းများနဲ့လူပြူမျိုးပြည်စင်လေးဖြစ်ပါတယ်ကဲပဲမနေ့ပိုင်းလိုက်တာမျိုးထွက်မှာတော့ဖြစ်ဝေးရှော့ရဲ့လူနဲ့ကာစီဖီရဲ့လူနဲ့လူစီဖီရဲ့လူနဲ့နားယူပါတယ်ဘူးလေးမထုတ်ပြတော့ဘာပဲလားတလားလားတော့တလားလာတော့ဘိုးမြတ်ထုံးကြည်ရပါသေးလို့နေနေကောင်းတယ်ဟုတ်ကဲ့အခုဆိုရင်အစာသွားရှာတာရိတ်ခါပေါ့ရိတ်ခါအရေးပလင်းလေးရေပလင်းတော့မပြတော့ဒါလေးကလွန်ခဲ့တယ်9နှစ်လောက်ကဝတ်ခဲ့တဲ့ဖုန်းကြောင်းလေးပါနော်လွန်ခဲ့တဲ့9နှစ်လောက်ကဒီကြောင်းမှာဖုန်းဝတ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ပုံလေးပါကျွန်တော်တို့ဆက်ပြီးတော့ခီးဆက်မှာတော့ဇလွန်ဖျားဖြစ်ပါတယ်ကျွန်တော်ဇလွန်ဖျားမှာဇလွန်ချင်းတုပ်လေးသွားစားပါမယ်ဇလွန်ဖျားမှာဆက်တွေ့ကြမယ်ပေါ့နော်ဒီဘက်ကပတ်ညဝတ်သားတို့လူမိုက်နေရောညဝတ်သားတို့လူကြီးကြီးဝိတ်ချနေတဲ့ကျွန်တော်ရဲ့တငယ်ချင်းလေးရဲ့အာဂျိုမတ်တက်အတန်လေးပါโอเคကျွန်တော်တို့ဇလွန်ပြီးတော့ပြန်ဖျားကြည့်လို့ရရှိလို့လာခဲ့ပါပြီနော်ရာဟုကြီးတွေကတော့မြင်တဲ့အတိုင်းပဲကြည့်ကြည့်လို့ပါနော်ခုမြင်တွေ့နေရတော့ဖျားကြီးမှာရှိတဲ့တက်ဆွဲတော့ဖြစ်ပါတယ်ကျွန်တော်တို့ဘုရားစေတံလေးတွေလိုက်ပတ်လျှောက်ပါတယ်ကိုရဲကြီးနဲ့ကိုချစ်ကူကတော့ဖြစ်ပဲဆိုင်ရအဖို့စီပေးမလဲကျွေးမလဲလိုက်ပတ်လျှောက်ပါတယ်ကျွန်တော်တို့စလုံးဘုရားပွဲစီမှာချိုးသောပစ္စည်းထဝက်စစ်ချိုးသောမုတ်တွေကိုတပည့်ပို့တောင်းပြီးတော့ဒနုပြူမျိုးတို့ပြန်ဆင်းခဲ့ကြပါတယ်ဆရာတော်ကြီးထံဝတ္ထုငွေလေးတကယ်ချင်းတွေစုပြီးတော့ကတ်လူကုသိုလ်ယူခဲ့ကြတယ်နိဗ္ဗာန်တတ္တပစ္စယောအောတုတခါမှမတွေ့ဘူးတဲ့လူတွေကိုရုပ်တည်ကြီးနဲ့လိုက်နှုတ်ဆက်တဲ့ယောဂလေးတွေရှိကြပါတယ်လေလို့ပဲလို့လည်းပြီးသွားပြီဆိုတော့ဒနုပြူမျိုးရဲ့အမဒန်ဒီကန်းကြီးလေးမှာပဲမပြန်ငင်အထိအနားယူပြီးတော့ပန်းဖြေလိုက်တော့မယ်မေမေရဲ့ချစ်တော်ပြီးကျန်နေသူကယူမီဟဲလက်ကြီးအိုလွန်ခဲ့တဲ့9နှစ်ကရဟန်းဝတ်ပြီးပြန်ထွက်လာတဲ့မတရားပုံလေးပါအခုဆိုရင်ကျွန်တော်ရန်ကုန်ရွှေမျိုးတော်ကြီးကိုတော့ပြန်နေပါပြီ။ဒါကတော့ပြန်လန်းလေးပေါ့နော်။ကိုရဲကြီးကိုရန်နေမှောင်နေပြီ။ဘာမှမရှူနေပြီ။ဟုတ်တော့ကိုချစ်ကိုကြီးပါ။သူက ARV မြစ်ထဲမှာပါဆိုလားမသိတခုလောက်ခဲ့တယ်။မျောခဲ့တယ်။ဒါတော့ကိုချစ်ကလေးကတော့ဟိုတရေးလောက်အိတ်ခဲ့ပါလေ။အားပြည့်ရ။ရာရက်လက်โอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုစားနေဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ဒုတိယချင်းစီကိုကျေးဇူးထူးပင်ရှိပါတယ်ခင်ဗျာ